မေတ္တာကတော့ပြန်ချီတယ်ချစ်တရားတွေပို့ခဲ့မိလို့ထင်တော့မသိနေဟာကျင်နာတွေရည်စည်းခဲ့တာရှစ်လို့လို့မိမတော်လည်းနှလုံးသားနေပါလေဆွေဆောင်ရင်ကနာတာပါပဲစိတ်နာရင်တော့လာမချုံနေတော့ရှစ်လို့ခွင်လို့ထားတယ်ချင်တော့မခုံနေတော့ချင်ခုံရင်တော့ခွင်မလို့ဘူးမေတ္တာကတော့ပြန်ချီတယ်ချစ်တရားတွေပို့ခဲ့မိလို့ထင်တော့မသိနေဟာကျင်နာတွေရည်စည်းခဲ့တာရှစ်လို့မိမတော်လည်းနှလုံးသားနေပါလေကျင်